clip ပန်ပြသူဒေါ်လန်ကလစ်ကာများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ဒေါ်လန် YouTube channel လေးဖြစ်တဲ့ Clicker Universe YouTube channel လေးကနေပြီးတော့တပံပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်လေးဒီနေ့အတွက်တော့ Clicker တို့ကိုပြန်လဲပြီးတော့မျှဝေပေးချင်တာလေးကဆရာအကြီးတော်ရေးသားထားတဲ့မိတာဟတ္တယဟာတာတကြံဆိုတဲ့စာအုပ်လေးတွေကစာအုပ်အပိုင်း7လေးကိုတပံပြန်လဲပြီးတော့မျှဝေပေးချင်ပါတယ်ခင်ဗျာ topic 11လေးကိုပြန်ပြီးတော့ share လုပ်ပေးချင်ပါတယ်ခင်ဗျာအဲဒါကြောင့်အချိန်ပေးပြီးတော့ like ပါနားဆင်ပေးပါအောင်ခင်ဗျာအပိုင်း7 topic 11တိကျမှန်ကန်မြန်ဆန်တက်လက်တတိမမူကူမမြင်တတိမူလျင်မြူတောင်မြင်သည်ပညာရှိတို့၏စကားဖြစ်ပါသည်ခေတ်ကြီးသည်လျင်မြန်စွာပဲပြောင်းလဲစွာတိုးတက်နေသည်အေတီကိုတတိမမူပဲလေးတက်ဓမ္မများကြားရေစုံမျောလိုက်နေရင်အများနဲ့ရှင်ပါကကိုကနောက်ကျကြံနေမိမှာမုံရှာမလွဲပင်ဖြစ်သည်ထို့ကြောင့်အရာတိုင်းကိုတိတိကျကျတည်မြင်မမှန်ကန်ကန်ဆုံးဖြတ်မြန်မြန်ဆန်ဆန်လို့တွတ်တွတ်လက်လက်နဲ့အတုံးချနိုင်မှာမှလူလောကအလဲတင့်တယ်နိုင်ပေမည်နေကွေးလျင်ဘေးဖြစ်တတ်သည်အကယ်၍တင်နေကွေးနေလို့မရဘူးဆိုရင်တင်မလို့ချင်း၍လည်းဖြစ်လိမ့်မည်ဟု၍ဖြစ်မည်အချိန်ကိုဈေးစစ်နေခြင်းကြောင့်ဖြစ်ပေသည်တွက်လက်မှုမရှိခြင်းသည်တင်တွက်မျောလင်းချက်ကြီးကြီးမားမားမရှိခြင်းကြောင့်ဖြစ်သည်ထို့သောဖြစ်လျင်တင်သည်အမြဲတစေအတိတ်မှာသာကြံနေသည်ထို့ကြောင့်အခွင့်အရေးကိုမြင်သည်နှင့်ဘယ်တော့မှနေကွေးမနေပါနဲ့ခယူတကောင်လမ်းဖြတ်ကူးနေစဉ်လှိတ်ကြီးတကောင်ကကြိတ်သွားသည်ဖြင့်ဆေးရုံသို့ရသည်တငယ်ချင်းများကမေးကြသောအခါခယူငယ်ကမျက်ရည်လည်ရွယ်နဲ့ရှင်းပြပါသည်ဘယ်ကနေဘလို့ဖြစ်သွားမှမသိပါဘူးကွာဖြစ်ပျက်ကတိတ်ပြီးတော့မြန်ဆန်လွန်းနဲ့မဟုတ်လားအမှန်တော့လက်တီသိမြန်တဲ့အကောင်တော့မဟုတ်ခယူတွက်ကြော်တော့လေငယ်တော့ကပြောသလိုဆိုရင်ဆက်လိုပဲပေါ့ကိုကသူများတဲ့နှွေးကွင်းနေရင်သူများလို့တည်းများခံရမိတာအောင်မြင်လို့တော့သူသည်အချိန်တိုင်းနိုးကြတွက်လက်၍ဒီကြမှန်ကန်သောဆုံးဖြတ်ချက်တွေအမြဲတမ်းရှိနေရပါမည်ထရကာမောင်းသူတူတော်လန်တိုင်းမောင်းနေလာစဉ်တမင်တကောင်ကိုမနိုင်မနှင်းထမ်းလာတော့မုတ်ဆိုးတူကတားပြီးတော့လမ်းညုံလိုက်ခြင်းကြောင့်ပြောသည်ကာသမားလည်းဒေါ်လန်ခရီးမှာအဖော်ရသည်ဖြင့်တင်ခဲ့လေသည်ဒေါ်လန်တိုင်းမဲ့ကားကိုယူတဆိုင်မောင်းနေလာရင်းနဲ့လမ်းကွေးတစ်ခုကိုကွေးလိုက်ရာအမေအိုတူနဲ့ဘွားကနေနဲ့ပတ်ပင်းတိုးတော်သည်ကာသမားကညာဘက်ကိုရှောင်းသည်အမေအိုကလည်းကန့်လန့်၏ညာဘက်လိုက်ရှောင်း၏ဘယ်ဘက်ကိုပြန်ဆွဲသည်အမေအိုကလည်းလန့်ပြီးတော့ဘယ်ဘက်ကိုပြန်ပြေး၏ရှောင်းရင်တင်းရင်နဲ့နောက်ဆုံးကျတော့အမေအိုကိုပုတ်ကာတီကာလေးနဲ့လွတ်အောင်ရှောင်းလိုက်နိုင်သည်အထိတ်တလန့်ဖြစ်နေသောကာသမားကနေပြီးတော့ကားကိုရဲ့ရင်တက်ပြင်းချ၏နောက်ကြည့်မှန်နေပြီးတော့နောက်ကိုလက်ကြည့်လိုက်ရာလမ်းမပေါ်မှာဒဏ်ရာဒဏ်ချက်တွေနဲ့လဲနေသည့်အမေအိုကြီးကတွေ့လိုက်ရာကာသမားလန့်ပြီးတော့တုန်တက်သွားပြီးတော့မှကတုံကရင်နဲ့မုံဆိုးပဲလှည့်ကြည့်ပြီးတော့မယုံကြည်စွာနဲ့ပြောသည်ဘလို့ဖြစ်သွားရလဲဗျာမုတ်ဆူကလည်းထရက်မောင်သမားအားချင်းတပည့်ငယ်လေးကိုကြည့်သူပြုံးပြုံးနေကြည့်မောင်ရင်တပါနုသည်ပြောရမယ်မုတ်ဆူကောင်းတော့မဟုတ်သေးဘူးကိုကတိတိကျကျမန်ကန်ကန်နဲ့မဆုံးပြတ်နိုင်ပဲနဲ့မြန်ဆက်ဆံမလုပ်ခဲ့ဘူးဆိုရင်မောင်ရင်သားကောင်မှုတ်ချလွတ်သွားလိမ့်မယ်ကိုချက်ချင်းဆုံးဖြတ်ပြီးတော့တကားကိုဖွင့်လိုက်နိုင်လို့ဒီသားကောင်မိတယ်မှတ်ကဲမပြောဘူးလားတိကျမှန်ကန်မြန်ဆန်စွာဖြင့်ဘဝကိုအောင်နိုင်ရသည်ဆိုတာကိုကဲဒီတခါတော့အလင်္ကာလေးနဲ့မှတ်ကဲဆရာပြောတဲ့ topic 11လီကားနံပါတ်74ပေါ့ဗျာအလင်္ကာလေးနဲ့မှတ်လိုက်ပါဦးလူငယ်ဆိုတာခိုင်မာရဲရင်စွမ်းရည်မြင့်မှာပြတ်တာထူးချွန်ကောင်းမွန်ယူသားကြိုးစားထက်မြက်အနာဂတ်အတွက်
ဖြစ်ရမည်ဟုတ်ကဲ့နောက်ရက်ဒီမှာနောက်ထပ်အပိုင်းဆက်လေးတွေနဲ့ပြန်လာပါမယ်ခင်ဗျကျွန်တော်လေးဒီနေ့တည်းတော့ဒီတန်းတန်းလေးနဲ့ရုပ်ဖတ်ပေးလိုက်တယ်နော်အချိန်ပေးပြီးတော့နားဆင် clip ပေးခဲ့ကြတဲ့တော်လန် clicker များကိုကျေးဇူးတင်ပါတယ်ခင်ဗျာ clip ပန်ပြသူတော်လန် clicker များအားလုံးပဲတဘာဝတရားကြီးရဲ့ဘေးအန္တရာယ်ဆိုးတွေအာနာယူဖက်စစ်မိတ်ဆာခေါင်ရဲ့လက်သွင်းရနေပြီးတော့အမြန်ဆုံးလွတ်ကင်းနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျကျွန်တော်ကတော့AzelပါAzelဆိုရင် clever emoji လေးနဲ့တွဲပြီးတော့ဒေတာမှတ်ထားပေးပါခင်ဗျဟုတ်ကဲ့တော်လန်နေစေနေ့ရက်များပါခင်ဗျ